တော့အများကြီးပြင်ဆင်လာတာဖြစ်တဲ့အတွက်လာပြီးတော့ပေါ့နော်အားပေးရတဲ့သူတွေအားလုံးကိုနိုင်ရချိုးလေးနဲ့မယ်လို့ထင်ပါတယ်ရှင်ကဲရှမ်းမလေးအားလုံးလာပြီးတော့ join လို့ရရင်နော်
ကျေးဇူးများတင်ပါရှင်ခုလိုဒီလိုစီမျိုးရတဲ့အတွက်ရမ်းကျေးဇူးတင်ပါတယ်ဒီကတော့ဆက်လက်ပြီးတော့ဖြော်ပြပေးဖို့